မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာကြည့်ကြမှာကလေနေ့စဉ်ဘဝကိုပို့ပြီးတော့ကောင်းမွန်အောင်မြင့်တင်နိုင်မဲ့အလေးအကျင့်ကောင်းလေးတွေအကြောင်းပါဟုတ်ကဲ့အဓိကကတော့နေ့စဉ်ဘဝတိုးတက်စေဖို့အလေးအကျင့်ကောင်းများဆိုတဲ့မှတ်စုလေးတွေကိုအခြေခံပြီးတော့လေဟုတ်ပါတယ်အဲ့ဒီထဲကနေလက်တွေ့ကြတဲ့အချက်တွေအတွေ့အခေါ်လေးတွေကိုဆွေးနွေးကြည့်ကြမယ်ပေါ့နော်ကဲစိတ်ဝင်စားစရာကောင်းပါစလိုက်ကြရအောင်ဟုတ်ကဲ့တခါတလေကြတော့လေကျွန်တော်တို့တိတ်တိမထားမိတဲ့တေးသေးမွားမွားအလေးချင်းလေးတွေကရေရှိမှဆိုရင်ပေါ့ကြမ်းမရေရောစိတ်ချမ်းသာမှုရောဘဝအရေးအသွေးပေါ်မှာပါတကယ်ကိုတက်ရောက်မှုရှိတယ်ဆိုတာကိုဒီမတ်ဆူတွေကကြားနေတာပါဟုတ်ကဲ့ဒီနေ့အဓိကဆွေးနွေးသွားမှာကတော့အဲ့ဒီအလေးအကျင့်တွေရဲ့နောက်ွယ်ကဘာကြောင့်ဆိုတာရဲ့ပြီးတော့ဘလို့လက်တွေ့လုပ်လို့ရမလဲဆိုတာတွေပေါ့ဟုတ်ပါပြီစိတ်ဝင်စားစရာပဲဒါဆိုပရမတ်ဆုံးအနေနဲ့မနစ်ခင်ကိုဘလို့အကောင်းဆုံးစောင့်မလဲဆိုတာကြည့်ရအောင်မဆုသေးမှာပထမဆုံးတွေ့ရကအစိုးကြီးထားပါလေနေမထွက်ခင်နိုင်ဝက်တနိုင်လုံးပေါ့အဓိကကတော့ကိုယ့်အတွက်တိတ်ဆိတ်တဲ့အချိန်လေးရောက်ဖို့ဆိုပဲဒီလိုစိုးစိုးထားတာကဘလို့အထောက်ကိုပြုနိုင်မလဲရှင်စွန်းစွန်းထားတာရဲ့အဓိကအားတာချက်ကလေနေ့တနေ့ကိုအေးဆေးဆေးနဲ့ရွေးချရှိစလို့ရတာပေါ့လူတွေမနှိုးခင်ဆိုတော့ကိုအတူကိုစူးစီးချင်ရတယ်ဟုတ်ကဲ့ဒီနေ့တာအတွက်ကြိုးစင်းစားချင်ရတယ်ဒါမှမဟုတ်စိတ်တည်ငြိမ်အောင်လုပ်ချင်ရတယ်အဲ့ဒီနှုံးရခင်တဲ့အချိန်လေးကဒီနေ့လုံးအတွက်အရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာအခြေခံကိုပေးနိုင်တာပေါ့ဟုတ်ပါတယ်အဲ့လိုစောစောထပ်ပြီးလေမှတ်စုထဲမှာနောက်တစ်ခုကရိုးရိုးလေးပဲဒါပေမဲ့အရေးကြီးပုံရတယ်အိယာထွက်ထချင်းရေတောက်ဖို့တဲ့အဲ့ဒါကတကယ်ကိုအခြေခံကြပြီးတော့ကြိုးများတယ်တညလုံးအိတ်လိုက်တော့ခန္ဓာကိုယ်ကရေတဲ့နည်းနည်းဆုံးရှုံသွားတာပေါ့ဟုတ်အရာထချင်းရေတောက်လိုက်တော့အဲ့ဒီရေတဲ့ကိုချက်ချင်းပြန်ဖြည့်ပြီးတာဖြစ်သွားတယ်ပြီးတော့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်အဲ့ဒါ metabolism ပေါ့အဲ့ဒါကိုစပြီးလွန်ဆော်ပေးလိုက်တယ်လို့ပဲအော်တနေ့တာအတွက်ခန္ဓာကိုယ်ကိုနိုးထည့်စီတာပေါ့ဟုတ်ကဲ့ရေဓာတ်ဖြည့်ပြီးရင်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအဲ့ဒါလည်းပါသေးတယ်မှတ်စူးထဲမှာ10မိနစ်လောက်တရားထိုင်တာစူတောင်းတာလို့ဖို့ပြောထားတယ်ဟုတ်ပါတယ်ပြီးတော့ကိုလက်လှူရှားမှုလည်းပါသေးတယ်နော်လမ်းလျှောက်တာပြေးတာလေ့ကျင့်ခံလုပ်တာမျိုးဒီမတ်စုတွေကဘာလို့မနှက်ခင်ကိုရောစိတ်ပါလှူရှားမှုကိုဒီလောက်အလေးပေးထားတာလဲစိတ်ပိုင်းဆိုင်ရာနိုးကြားမှုနဲ့ဘလို့ဆက်ဆက်နေပါသလဲဟုတ်ကဲ့မနှက်ခင်လေ့ကျင့်ခံမှာအချို့ကျေးဇူးကနှစ်ပိုင်းစီလေပေါ့ပရမတ်တခုကခန္ဓာကိုယ်ထဲမှာ endorphins ဆိုတာတွေထွန်လာတယ်အဲ့ဒါကတဘာဝအတိုင်းစိတ်ခံစားမှုကောင်းစေတဲ့တတုပစ္စည်းတွေအော်ဟုတ်ကဲ့ဆိုတော့စိတ်ကိုကြည်လန်းလန်းဆန်းစေတယ်ဒုတိယကတော့တွေးလဲပတ်မှုကောင်းပါလားကြောင့်ဦးနောက်စီအောက်ဆီဂျင်တို့အာဟာရတို့ပိုးရောက်တယ်အဲ့ဒါကစဉ်းစားတာအာယုံစိုက်တာမှညံပိုင်းတွေမှာတိတိထားပါတိုးတက်မှုရှိစေတယ်ဆိုတော့မနခင်လုံရှားမှုကကိုရောစိတ်ရောဦးနောက်ကိုပါအားဖြည့်ပေးလိုက်တာပေါ့ဒီမနခင်လေးအချင်းတွေကတကယ်ခိုင်မာတဲ့အခြေခံပေးတာပဲနော်ကဲအခုဒီပေါ်မှာဆက်ပြီးတော့ကျမရဲ့ group site တဲ့အပိုင်းကိုကြည့်ကြအောင်မဆုတယ်မှာမျှတာတဲ့အစားအစာစားဖို့ကိုတော်တော်လေးအလေးပေးထားတယ်ဟုတ်ပါတယ်အတီးနာဟင်းတင်းရွက်ပရိုတင်းပေါင်းစားပြီးတော့အတင့်စားတွေဖြူပြင်းထားတဲ့ရှောင်းဖို့ဆိုထားတယ်ဒီအစားတော့ကခန္ဓာကိုယ်အာရုံတို့ရောစိတ်ခံစားမှုအတွက်ပါအရေးကြီးတယ်လို့ဘယ်လိုမျိုးပြောထားလဲရှင်ဒီနေရာမှာလေးမဆူရီယာစိတ်ဝင်စားစရာချိတ်ဆက်မှုလေးတစ်ခုကိုဖော်ပြထားတယ်ကျွန်တော်စားတဲ့အစားအစာကခန္ဓာကိုယ်အတွက်အလောင်စားဖြစ်တယ်လို့ပဲဦးနှောင်းရဲ့လူကန်ဆောင်တာတွေနဲ့စိတ်ခံစားမှုပေါ်မှာလည်းတက်ရဲ့တက်ရောက်မှုရှိနေတယ်ပေါ့နော်ဟုတ်ကဲ့များတဲ့အာဟာရအထူးသဖြင့်ဗီတာမင်တတ်တိုတတ်အမြင်တတ်များတဲ့အစားတွေကခန္ဓာကိုယ်ရဲ့အာရုံကိုတည်ငြိမ်စေတယ်ဦးနှောင်းရဲ့ဓာတုပစ္စည်းတွေကိုလည်းဟန်ချက်ညီစေတယ်အဲ့ဒါကစိတ်တည်ငြိမ်ဖို့အကောင်းမြင်စိတ်ရှိဖို့အထောက်အကူပြုတယ်ပြုပြင်ထားတဲ့စားစာတွေတခြားများတာလို့ချမ်းမာရေးနဲ့မညီတဲ့အစီတွေကတော့အာရုံခဏတပြီးပြန်ကြတာတို့စိတ်မတည်ငြိမ်တာတို့ဖြစ်စေနိုင်တယ်ပေါ့ဟုတ်ပါပြီပြီးတော့မဆုတွေကအိတ်ဆက်ချင်းရဲ့အရေးပါပုံကိုလည်းပြောထားသေးတယ်တ냐ကိုအနည်းဆုံး9နာရီ10နာရီလောက်အိတ်ဖို့ဟုတ်ကဲ့အိတ်ချင်းဆိုတာခန္ဓာကိုယ်က cells လေးပြန်ပြင်ဖို့ဦးနောက်ကအချက်လက်တွေစူးစီးဖို့စိတ်ပိုင်းဆိုင်ရာဟန်ချက်ပြန်ထိန်ဖို့မရှိပဲလို့ဆိုထားပါတယ်အိတ်ဆက်ချင်းရဲ့အရေးပါပုံကိုရှင်းသွားပါပြီခုနမနက်မှရေတော့တာပြောခဲ့တယ်လို့ပဲတနေ့လာလုံးရေတက်ပြည့်နေဖို့ကိုလည်းမဆုထဲမှာတိတိကျကျပြောထားတယ်နော်တနေ့8ခွက်ဒါမှမဟုတ်2လီတာလောက်တောက်ဖို့တဲ့ဟုတ်ပါပြီမနက်တင်မို့ပဲတနေ့လုံးဆက်တောက်နေဖို့ကတော့ဘာလို့ဒီလိုအရေးကြီးရလဲခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတော်တော်များများကရေပေါ်မှာမိခိုနေတာကိုရေကခန္ဓာကိုယ်အပူချိန်ထိန်းပေးတယ်အာဟာရတွေပို့ပေးတယ်အညစ်အကြေးတွေစွန့်ထုတ်ရမှာကူညီတယ်အစစ်အမြတ်တွေလှုပ်ရှားမှုချောမွေစေတယ်ရေဓာတ်နဲ့ရင်နှုံးနာခေါင်းကိုက်တာအသားရည်ချောက်တာအာယုံစိတ်ရတာတွေဖြစ်နိုင်တယ်
ဟုတ်ကဲ့ ဒါကြောင့်မနေ့တစ်ချိန်နဲ့မို့ပဲတနေ့လုံးပုံမှန်လေးတောက်ပေးနေဖို့ကခန္ဓာကိုယ်ရဲ့လှုပ်ဆောင်နိုင်ဆောင်ကိုအကောင်းဆုံးထိန်းထားဖို့အဓိကသွားချက်ပဲလို့မဆုတွေကဆိုပါတယ် ရုပ်ပိုင်းဆိုင်ရာကျမကြီးကိုဂူးဆိုင်ပြီးရင်မဆုတွေကစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဘက်ကိုရောက်လာပြီဒီမှာနေ့စဉ်စာဖတ်ဖို့အကြံပြုထားတဲ့မိနစ်20-30လောက် ဟုတ်ကဲ့ စိတ်အားတက်ကြွစေတဲ့စာအုပ်ပညာရပ်ဆိုင်ရာဆောင်းပါအဲ့လိုမျိုးပေါ့ပြီးတော့အသစ်တစ်ခုကိုတင်ယူနေဖို့လဲတိုက်တွန်းထားတဲ့ဘာသာစကားအသစ်တို့ဂီတလို့ပန်းချီတို့လိုမျိုး ဟုတ် ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာဒီလိုအဆက်မပြတ်တင်ယူနေတာကိုအတိပညာတိုးဖို့တခုတည်းမဟုတ်ပဲဦးနှုတ်ကျမကြီးအတွက်ပါလို့စူထားပုံပဲဘလို့အကျိုးရှိလို့လဲရှင် ဟုတ်ပါတယ်မဆုတွေကစာဖတ်တာနဲ့အသစ်တင်ယူတာကိုဦးနောအတွက်လေ့ကျင့်ကောင်းလိုမျိုးတင်ပြထားတာဒီလိုလို့တော့ဦးနောထဲမှာအာယုံကြောဆက်သွယ်မှုအသစ်တွေဟိုတဲ့ neural connection တွေဖန်တီးပေးတယ်ရှိပြီးသားတွေကိုအားကောင်းစေတယ် အော် neuroplasticity ပေါ့ ဟုတ်ပါတယ်အဲ့ဒါကမဉဏ်ကိုတိုးတက်စေတယ်စဉ်းစားတွေးခေါ်နိုင်စွမ်းထက်မြက်စေတယ်အသက်ကြီးလာရင်ဖြစ်တတ်တဲ့တိမှုစွမ်းရည်ကျဆင်းတာcognitive decline ကိုနှေးကွေးစေနိုင်တယ် ဟုတ်ကဲ့ ပြီးတော့အမြင်တစ်တွေအတွေးခေါ်တစ်တွေနဲ့ထိတွေ့လာလို့လေကဘာကြီးကိုပိုကျကျပြန့်ပြန့်မြင်လာတယ်ပြဿနာဖြေရှင်းတဲ့နေရာမှာပိုပြီးဖန်တီးနိုင်စွမ်းရှိလာစေတယ်ပေါ့ ဒါတကယ်တန်မိုးရှိတဲ့အချက်ပဲစိတ်ပိုင်းဆိုင်ရာအတွက်နောက်တစ်ခုကဝါဒနာပါရကိုအချိန်ပေးလို့ရင်စိတ်ဖိစီးမှုညော့လေဆိုတာပဲဥယျင်ဆိုင်တာတချင်းနာထောင်တာပန့်ချီဆွဲတာစသဖြင့်ပေါ့ ဟုတ်တယ် ဒီလိုကိုကြိုက်တာလေးလုပ်နေတာကနေ့စဉ်ဖျားရီကိုဘလို့တံပြန်ပေးနိုင်လဲဆိုတာကိုမှတ်စုတွေကဘလို့ရှင်းပြထားပါလဲ ဝါသနာပါတဲ့အလုပ်တစ်ခုခုမှာစိတ်နဲ့ထားလိုက်တဲ့အခါကျတော့လေကျွန်တော်တို့စိတ်ကနေ့စဉ်ကြုံရတဲ့စိုးရိမ်မှုတွေဖျားတွေကနေခဏတာလွတ်သွားတယ်အာယုံပြောင်းသွားတာပေါ့ mental disengagement လို့မျိုး ဟုတ်ကဲ့အဲ့ဒီလိုလှုပ်ဆောင်မှုတွေကစိတ်ဖိစီးမှုဟော်မုန်းကော်တီဇောအဆင့်ကိုလျော့ကျစေနိုင်တယ်လို့သူတွေတနာတွေကဆိုတယ်။တချိန်တည်းမှာပျော်ရွှင်ကျေနပ်မှုခံစားချက်ကိုတိုးစေတယ်။ဆိုတော့ဝါဒနာတော့အချိန်ပေးတာကစိတ်ကိုအားပြန်ဖြည့်ဖို့စိတ်ပိုင်းဆိုင်ရာဟန်ချက်ထင်းဖို့အရေးကြီးတဲ့နည်းလမ်းတစ်ခုပေါ့ ဟုတ်ပါပြီဝါဒနာရဲ့အရေးပါပုံရှင်းသွားပြီအခုမတ်စုဒီဆွေးနွေးထားတဲ့နောက်ထပ်အရေးကြီးတဲ့ကဏ္ဍလူမှုဆက်ဆံရေးအပိုင်းကိုကြည့်အောင်မိသားစုတငယ်ချင်းတွေနဲ့အရေးအသွေးရှိတဲ့အချင်းပေးဖို့ပြောထားတယ် ဟုတ်ကဲ့ စကားပြောတာအတူတူတစ်ခုခုလောက်တာမျိုးပေါ့ဒီလိုခိုင်မာတဲ့ဆက်ဆံရေးတွေကပျော်ရွှင်မှုနဲ့ကျန်းမာရေးအတွက်ဘလောက်အရေးပါတယ်လို့ဆိုထားတဲ့ရှင် လူသားတွေကပင်ကိုကလူမှုဆက်ဆံရေးကိုအားကိုးတဲ့တတ္တဝါတွေဖြစ်တယ်ဆိုတဲ့အချက်ကိုမဆုတွေကအခြေခံထားပုံရတယ်။ခိုင်မာတဲ့မိသားစုမိတ်ဆွေဆက်ဆံရေးတွေကကျွန်တော်တို့ကိုချစ်ချင်မှုလက်ခံမှုနားလည်မှုပိုင်ဆိုင်မှုဆိုတဲ့ခံစားချက်တွေပေးတယ် ဟုတ်ကဲ့ ။ဒါတွေကစိတ်ပိုင်းဆိုင်ရာခိုလုံရာemotional support အတွက်အရင်ရေးချတယ်။အခက်ခဲတဲ့စိတ်ဖိစီးမှုတွေကြုံတဲ့အခါဒီဆက်ဆံရေးတွေကအားရင်ဒီပေးနိုင်တယ်။ဖြည့်ရှင်းနိချာယာမှာကူညီနိုင်တယ် ပျော်စရာဒီများဝေးတဲ့အခါမှာလည်းပျော်ရွှင်မှုကိုပိုတိုးစေတာပေါ့ဆိုတော့ခိုင်မာတဲ့လူမှုဆက်ဆံရေးကွင်ရက်ကစိတ်ကျန်းမာရေးနဲ့အလုံးစုံကောင်းကျိုးချမ်းသာအတွက်အခြေခံဥမြစ်လိုပါပဲ လူမှုဆက်ဆံရေးရဲ့ရေးပါပုံကတကယ်နှက်ဆိုင်တာပဲမဆုတဲ့ကနောက်ထပ်စိတ်ဝင်စားစရာအချက်ကပတ်ဝန်းကျင်ကလူတွေကိုကူညီဖို့တိုက်တွန်းထားတာပဲ ဟုတ်ပါတယ် သူများကူညီတာကကိုယ့်အတော့ပါပြန်ကျိုးရှိရလို့ဆိုလို့ပုံပဲဘယ်လိုမျိုးပါလဲ ဒီနေရာမှာကူညီသူရဲ့ပီတိပေါ့အင်္ဂလိပ်လိုတော့ helpers high လို့ခေါ်တဲ့စီဝင်စားစရာသဘောတရားရှိတယ်သူများကူညီလိုက်တဲ့အခါကိုဦးနောက်ထဲမှာ dopamine serotonin oxytocin လိုမျိုးကောင်းတဲ့စိတ်ခံစားမှုနဲ့ဆက်ဆက်ပဲတားတူပစ္စည်းတွေထုတ်လို့မှုမြင့်တက်လာတတ်တယ်လို့ဆိုတယ် အော်ဟုတ်ကဲ့ အဲ့ဒါကကိုယ်စိတ်ကိုပိုပြောစေတယ်ဂျင်းနဲ့မှုရစေတယ်ကိုဘဝကိုပိုအတိတ်ပဲရှိတယ်လို့ခံစားရစေတယ်ပြီးတော့ကိုတန်ဖိုးထားမှု self esteem ကိုလည်းဖြင့်တင်ပေးနိုင်တယ် ဟုတ်ပါပြီ အတိုင်းဝိုင်းနဲ့ပိုချိတ်ဆက်မိစေပြီးအထီးကျန်တာမျိုးလျော့ပါစေနိုင်တယ်လို့လည်းမဆုရီကညွှန်းထားတယ်ဆိုတော့ကူညီခြင်းကအပြန်လန်းအကျိုးရှိတဲ့လောက်ရတစ်ခုပါ helpers high ဆိုတာမှတ်သားစရာပဲကောင်းပါပြီအခုနေ့တနေ့ရဲ့အဆုံးသက်ပိုင်းကိုကောင်းကောင်းပြင်ဆင်ဖို့ညပိုင်းအလေးအကျင့်ဒီဘက်တွားကြည့်ရအောင်မဆုထဲမှာနောက်နေ့အတွက်ကြိုတင်စီစဉ်ဖို့ပါတယ် ဟုတ်ကဲ့ လှုပ်ရှားတွေစည်ရင်လှုပ်တာလိုတာတွေပြင်ထားတာမျိုးပေါ့ဒါကအချိန်ကုန်သက်တာအပြင်ဘလို့အကျိုးရှိသေးလဲရှင် ကြိုတင်စီစဉ်ခြင်းရဲ့အဓိကစိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးကမနက်ခင်းမှာကြုံရနိုင်တဲ့စိတ်ဖြစ်စီးမှုပေါ့ပြီးတော့ဆုံးဖြတ်ချက်ချရရဲ့ဝန်ထုတ်ဝန်ပိုးအဲ့ဒါ decision fatigue ကိုရော့ချစေတာပဲ အော် ဘာလို့ရမလဲဘယ်ကစရမလဲကြိုတီးထားတော့စိတ်ထဲမှာပိုရှင်းတာတည်ငြိမ်တာ
တနေ့တာကိုကထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးရစေတယ် ဟုတ်ကဲ့ပိုရီစနစ်တကျစာနိုင်တာပေါ့ ဟုတ်ပါပဲ နောက်တစ်ချက်ကကျေးဇူးတင်တဲ့ချင်းအလေးချင်းလုပ်ဖို့တဲ့တနေ့တာကြုံခဲ့ရတဲ့ကောင်းတာလေးတွေကျေးဇူးတင်စရာလေးတွေကိုအေးရမဝင်ခင်ခဏပြန်စဉ်းစားတာမျိုး ဟုတ်ကဲ့ ဒီရိုးရိုးလေးလက်ချင်းငန်းကကျမတို့ရဲ့အမြင်နဲ့ခံစားချက်ကိုဘယ်လိုပြောင်းလဲပေးနိုင်မှာတလဲ ကျေးဇူးတင်တဲ့တာကိုလေ့ကျင့်ခြင်းအားဖြင့်လေကျွန်တော်တို့ရဲ့အာရုံစိုက်ကိုကဘဝမှာလိုနေတာတွေအစမပြေတာတွေစီကနေရှိနေတဲ့ကောင်းတဲ့အရာတွေအခွင့်အလမ်းတွေစီကိုပြောင်းသွားစေနိုင်တယ် တေးသေးလေးတွေကအစကိုဘေးကလူတွေအထိတန်ဟိုးထားတဲ့လာစေတယ်ဒီလိုအာယုံပြောင်းလိုက်တာကစိတ်ခံစားချက်ကိုချက်ချင်းတိုးတက်စေနိုင်တယ်စိတ်တက်ကြတာရောပါစေတယ်ပြီးတော့ဘဝအပေါ်ပိုကောင်းမြင်ပြီးကျေနပ်တဲ့တပေါ်ထားမွေးမြူပေးနိုင်တယ်လို့မဆုတွေကဆိုပါတယ် အယမ်းမသားစရာပါပဲနောက်ဆုံးအနေနဲ့မဆုတွေကအကြံပြုတဲ့အရေးကြီးတဲ့ညပိုင်းအလေးအကျင့်တစ်ခုအေးရမဝင်ငယ်အနည်းဆုံးနာရီဝက်လောက်အလိုမှာဖုန်းကွန်ပျူတာ TV လိုမျိုး screen တွေတွန်းတာရှောင်းဖို့ဆိုတာပါပဲ ဟုတ်ပါတယ် ဒါကအိတ်ဆက်ချင်းရဲ့အတွင်းငပြုံတရင်ဆက်ဆက်နေတာလေရှင် ဒီအချက်နောက်ွယ်မှာတစ်ပန်နေချအကြောင်းပြချက်ခိုင်ပါတယ်electronic PC တွေရဲ့ screen ကထွက်တဲ့အပြာရောင်အလင်းနဲ့ blue light ပေါ့အဲ့ဒါကခနာကိုယ်ကတဘာဝတိုင်းထုတ်တဲ့အိတ်ဆက်ချင်းကိုအားပေးတဲ့ hormone melatonin ထုတ်လွှတ်မှုကိုတားဆီးတယ် အော်ဟုတ်ကဲ့ melatonin ကအိတ်ချင်စိတ်ဖြစ်စေပြီးအိတ်ဆက်ချင်းတန်တဲ့ကိုထိုင်းညှိပြီးတဲ့အဓိက hormone လေးအိတ်ခါနီမှာဒီ blue light နဲ့များထိတွေ့ရင် melatonin ထုတ်လွှတ်မှုနည်းသွားပြီးအိတ်ပျော်ဖို့ခက်တာ ဟုတ် အိတ်ပင်မဲ့မနစ်ချိုက်တာအိတ်ဆက်ချင်းအရေးတွေးကြတာတွေဖြစ်စေနိုင်တယ်ဒါကြောင့်ကောင်းကောင်းအိတ်ပျော်အနားယူနိုင်ဖို့အိတ်ရမဝင်ခင် screen နဲ့ရှောင်ပြီးစာအုပ်ဖတ်တာတရားထိုင်တာလိုမျိုးစိတ်ညင်စေတာတွေလုပ်ဖို့မဆူတွေကအကြံပြုထားတာပါ နောက်ဆိုရင်ဒီမျိုးဆွေးနွေးခဲ့တာတွေကိုခြုံကြည့်ရင်နေ့စဉ်ဘဝကိုတိုးတက်ဖို့မနက်ခင်းအလေးချင်းကျန်းမာရေးစိတ်ပိုင်းလူမှုဆက်ဆံရေးညပိုင်းအလေးချင်းပြီးထိတစ်ခုနဲ့တစ်ခုဆက်နေတဲ့အလေးချင်းကောင်းတွေအများကြီးပဲနော် ဟုတ်ကဲ့ ဒီမှချုပ်တွေကနေထုံနှုတ်တင်ပြခဲ့တဲ့အဓိကအချက်ကတော့ကြီးမားမားပြောင်းလဲမှုတွေထက်သေးပေမဲ့နေ့စဉ်ဆက်တိုက်လုပ်တဲ့အကျင့်လေးတွေကရေရှည်မှာထင်ရှားတဲ့အကျိုးတွေပေးနိုင်တယ်ဆိုတာပဲ ဟုတ်ပါတယ်အဲ့ဒါအဓိကပါပဲ ဒီအချက်တွေအလုံးကိုခြုံပြီးစဉ်းစားရင်အဓိကမှတ်သားထားတဲ့အနှစ်ချုပ်ကဘာဖြစ်မလဲရှင် မချွေတဲ့ကအကြံပြုချက်ဒီအကုန်လုံးကိုကြည့်ပြီးတော့စဉ်းစားစရာတစ်ခုကတော့လေဒီအလေးချင်းဒီအားလုံးကိုတပြိုင်နက်တည်းစဖို့မလို့ဆိုတာပါပဲ ဟုတ်ကဲ့ အရေးကြီးဆုံးကကိုယ့်ရဲ့လက်ရှိဘဝပုံစံအခြေအနေနဲ့အကိုက်ညီဆုံးကိုယ့်တို့စိတ်ပါဆုံးလို့ခံစားရတဲ့အလေးချင်းတစ်ခုနှစ်ခုလောက်ရွေ့ပြီးစကြည့်ဖို့ပါပဲ ဖြည်းဖြည်းချင်းပေါ့ ဟုတ်ပါတယ်အောင်မြင်မှုသေးသေးလေးတွေနဲ့ယုံကြည်မှုတည်ဆောက်ပြီးတဖြည်းဖြည်းတိုးချဲ့သွားတာကရေရှည်တည်တဲ့နဲ့ပြောင်းလဲမှုဖြစ်ဖို့ပိုများတယ်ဒါကြောင့်ဒီနေ့ဆွေးနွေးခဲ့တာဒီထဲမှာကိုယ့်ရဲ့နေစဉ်ဘဝတွေကိုလက်တွေ့ထည့်ပြီးစမ်းကြည့်ဖို့ဘယ်အလေးချင်းကကိုယ်စိတ်ကိုအလိုရှာဆုံးဖြစ်စေတယ်လဲ ဟုတ် ဘယ်ဟာကကိုယ့်အတွက်အစားပြုဖို့အတင့်တော်ဆုံးဖြစ်မလဲဆိုတာကိုကိုယ်တိုင်ပြန်စမ်းစစ်ကြည့်ဖို့အကြံပြုခြင်းပါတယ်အဲ့ဒီကိုယ်ပိုင်ဝေးခြင်းမှုကနေစတာကအဓိပ္ပာယ်ရှိတဲ့တိုးတက်မှုစီဥတည်သွားပါလိမ့်မယ် အရန်တန်ဖိုးရှိတဲ့ရှုထောင့်တဲ့အဆုံးသက်အကြံပြုချက်ပါပဲဒီနေ့ကျွန်တော်တို့နဲ့အတူနေ့စဉ်ဘဝတိုးတက်စေမယ့်အလေးကျင့်ကောင်းတဲ့အကြောင်းဒီမတ်စုတွေကိုအခြေခံပြီးထဲထဲဝင်ဝင်ဆွေးနွေးပေးခဲ့တဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်